ဒီနေ့မှာတော့ mouse အသုံးပြုတဲ့နည်းလမ်းလေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်။အဲဒီလိုမျိုး mouse အသုံးပြုတဲ့နေရာမှာအသုံးပြုတဲ့နည်းဘယ်လိုနည်းရှိတာလဲဆိုရင်9နည်းရှိပါတယ်။အဲ့တော့ mouse အသုံးပြုတဲ့နည်း9နည်းကဘာတွေလဲဆိုလို့ရှိရင်နံပါတ်1 point နံပါတ်2 click နံပါတ်3 double click နံပါတ်4 right click နံပါတ်5 drag ဆိုပြီးရရှိပါတယ်။အဲ့တော့ဒီဆယ်တို့က mouse အသုံးပြုတဲ့နည်းကိုပြောခင်မှာအရင်ဆုံး mouse ကင်ပုံကင်နည်းလေးကိုပြပြပေးပေါ့နော်။အဲ့တော့ mouse ကင်တဲ့အချိန်မှာဒီမှာပုံလေးမှာတွေ့လားမသိဘူး။ပုံလေးမှာကြည့်ပြတဲ့အတိုင်းပေါ့နော်။ဒီဆယ်တို့ဒီ mouse ရဲ့အလဲကောင်မှာဘိန်းလုံးလေးတစ်ခုရှိမယ်ပေါ့နော်။အဲ့ဒီဘိန်းလုံးလေးရဲ့ဘေးနှစ်ဖက်မှာဆယ်တို့ကလက်ကလေးနှစ်ချောင်းတင်ရမယ်။အဲ့ဒီဘယ်လက်တွေလဲဆိုလို့ရှိရင်အခုဒီဘက်ကဒီဆယ်မြားလေးထောက်ထားတဲ့လက်ကလေးကကြအဲ့ဒါလက်ညှိုးလေးဖြစ်ပါတယ်။လက်ညှိုးလေးဖြစ်ပါတယ်ပေါ့ညာဘက်လက်ညှိုးလေးပေါ့နော်ဒီဘက်ကဒီရှယ်ခု point ထောက်ထားတဲ့ဟာလေးကကြတော့ညာဘက်လက်ထက်လက်လေးဖြစ်ပါဒါဆိုရင်ကျန်တဲ့လက်မလက်တကျွဲလက်တန်းတွေကတော့ mouse ရဲ့ဒီပေးမှာပဲအချိန်ကြီးနဲ့ကိုင်ချပေးရမှာဖြစ်ပါတယ်ဒီလိုပုံစံလေးနဲ့ mouse ကိုင်ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီရှယ်တို့ mouse အသုံးပြုတဲ့နည်းလေးကိုသွားမယ်နော်mouse အသုံးပြုတဲ့နေရာ9နည်းရှိပါတယ်ပထမတတိယတော့နံပါတ်1 point ဆိုတာကဒီဆယ်ကညွှန်ပြခြင်းတဲ့အချိန်မှာသုံးတာပါမှာရှယ်ကိုမပြမယ်နော်ဒါလေးကိုဒီဆယ် minimize နဲ့ခဏဖယ်ထားလိုက်မယ်ဒီဆယ်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင် desktop ပေါ်မှာ icon တွေရှိတယ်ပေါ့နော်ဒါလေးတွေကို icon လို့ခေါ်တာ okay icon လေးတွေမှာလည်းနာမည်ရှိတယ်ဒီဟာလေးဆိုရင် this pc icon ဒါလေးဆိုရင် recycle bin iconဒါဆိုဒီချက်အခုဒါလေးကဘာ icon လေးဒါလေးကဘာ icon လေးဆိုပြီးတော့မိတ်ဆက်နေတဲ့အချိန်မှာဒီချက်ဘာကိုသုံးသွားရလဲဆိုလို့ရှိရင် mouse ကလေးကိုသုံးသွားတာ mouse pointer လေးကိုသုံးသွားတာအဲ့ဒီမြားလေးကိုပေါ့နော် mouse pointer လို့ခေါ်ပါတယ် mouse pointer လေးကိုဒီချက်သုံးပြီးတော့မှပြသွားတယ်ဒီဟာလေးကဘာ icon မှာဒါလေးကဘာ icon မှာဒါဆိုလို့ရှိရင် Viber ဒါဆိုရင် Facebook အစရှိတဲ့ဖြစ်ပေါ့နော်ဒီလိုလေးမြားလေးနဲ့ mouse pointer လေးနဲ့ပြသွားတာပေါ့နော်အဲ့ဒါကိုဒီရှယ်တို့ကဘယ်ခလုံးမှနှိပ်เสียမလို့ပဲနေအဲ့ဒါက mouse ကလေးရွှေ့ရုံနဲ့အလုံးလုံးတယ်ပေါ့နော်အဲ့ဒါကိုဒီရှယ်တို့ကဘာလုပ်တယ်လို့ခေါ်တာလဲဆိုရင် point လုပ်တယ်လို့ခေါ်ပါတယ်ကဲနောက်ထပ်တနည်းကဘာလဲဆိုရင် click ဆိုတာဒီရှယ်တို့တစ်ချက်ပဲနေရတယ်ဘယ်တစ်ချက်ကိုနေတာလဲဆိုရင်ဒီရှယ်တို့ပုံမှာပြထားတဲ့အတိုင်းလက်လေးတင်ထားရင်မလားလက်ညှိုးနဲ့လက်ကလေးအဲ့လက်ညှိုးလေးတစ်ချက်နှိပ်တာကို click လို့ခေါ်ပါတယ်လက်ညှိုးလေးတစ်ချက်နှိပ်တာကိုကလစ်လို့ခေါ်ပါတယ်အဲဆိုရင်ဒီချက်ကိုနှိပ်ပြမယ်ချက်ကဒီမြင်ကွင်းအခုမြင်နေရတဲ့မြင်ကွင်းကိုဒီချက်ကဒီဟာလေးကိုခဏဖြောက်ချင်တာအဲ့တော့ဆိုတော့ point လေးထောက်လိုက်တော့ minimize ကလေးတွေ့လားမသိဘူးအဲ့ဒီ minimize ကလေးနဲ့ဒီချက်တို့ကနှိပ်ပြီးတော့ထောက်လို့ရတယ်ဒါဆိုလို့ရှိရင်အဲ့ဒါလေးကိုနှိပ်ဖို့ရတယ်ဒီချက်တို့ကလက်ညှိုးလေးတစ်ချက်တနည်းအားဖြင့်ကလစ်ကလေးတစ်ချက်ကိုနှိပ်လိုက်ပါဒါဆိုရင်သူ့ရဲ့မြင်ကွင်းလေးကပျောက်သွားပါလိမ့်မယ်ပေါ့နော်အဲ့လိုပဲဒီချက်တို့ကတခြားသောဟာလေးတွေနှိပ်ချင်တယ်ဥပမာဒီမှာပေါ့ဒါလေး start button လေးလို့ခေါ်ရဲပေါ့ဒီ start button လေးကိုဒီ share ပေါ့နော်ကြည့်ချင်တယ်သူထဲမှာဘာလို့ရှိတာလဲဒီလိုမျိုးကြည့်ချင်တယ်ဆိုလို့ရှိရင် share ကအရင်ဆုံး point လေးသွားလောက်ရပါမယ်ပြီးတော့ရင်လက်ညှိုးလေးတင်ချတဲ့ခလုတ်ကလေးကလစ်ကလေးတစ်ချက်ကိုနှိပ်လိုက်ပါဒါဆိုရင်ပေါက်ကလေးတစ်ခုကြာလာပါမယ် okay ကြာလာတဲ့ပေါက်ကိုလည်းဒီ share မလို့ကျွန်တော်ပြန်ဖြတ်မယ်ဆိုရင် Horia start button လေးပေါ်မှာပဲ point 6မယ်ပြီးရင်လက်ညှိုးလေးတစ်ချက်ကလစ်ကိုနှိပ်လိုက်ပါရမှာလားမသိဘူးအဲ့ဒါလေးကတော့ဒီချက်တို့နံပါတ်2ကလစ်အသုံးပြုတဲ့နည်းပါအဲ့တော့ဒီချက်တို့သိထားရမှာကအောက်ကပေါ့နော် mouse အသုံးပြုတဲ့နည်းထဲမှာ2 3 4 5ပေါ့နော်အဲ့ဒါလေးကိုသုံးမယ်ဆိုလို့ရှိရင်နံပါတ်1အချက်ကတော့မဖြစ်မနေပါရမယ်ပေါ့နော်ကိုကဘယ်ဟာလေးကိုပဲနှိပ်ချင် point ရတော့လုပ်ပေးရပါမယ်ပေါ့နံပါတ်3လေးကိုသွားမယ်ပေါ့နော်နံပါတ်3လေးကကြတော့ double click လို့ခေါ်ပါတယ်ဘယ်ဟာလေးကိုနှိပ်ရတာလဲဆိုရင်ဒီမှာပုံမှာပြထားတဲ့အတိုင်းလက်ညှိုးရယ်လက်ခက်လေးရယ်တင်ရတယ်ပေါ့နော်ဟောဒီကလက်ညှိုးလေးကို2ချက်ဇက်တိုက်ကလေးနှိပ်လိုက်တာကို double click လို့ခေါ်ပါတယ်အဲ့လိုနှိပ်တဲ့အချိန်မှာလည်းတစ်ချက်တို့ကတစ်ချက်နဲ့တစ်ချက်ကိုချားပြီးတော့နှိပ်တာမျိုးမရပါဘူး click ဒီ2ချက်ကိုလက်ညှိုးကို2ချက်မြန်မြန်လေးနှိပ်ပေးတာကို double click လို့ခေါ်ပါတယ်ကဲဒါဆိုရင်ဒီချက်က double click လေးကိုသုံးဖို့ရတဲ့အရင်ဆုံးဒီမြင်ကွင်းလေးကိုခဏလေး click နဲ့ချုပ်ပေးလိုက်မယ်နော် okay ဒါဆိုဒီချက်တို့ကြည့်အောင်ဒီ PC ဆိုတဲ့ icon လေးကိုဒီချက်ကဖွင့်ကျင်တာနော်အဲ့တော့ဖွင့်ကျင်တော့ခါကျအဲ့ဖွင့်ကျင်တဲ့ this PC icon လေးပုံမှာအရင်ဆုံး point ထောက်မယ်
ပြီးရင်ဒီချေတို့ mouse ပုံမှာတင်ထားတဲ့လက်ကလေးတွေကလက်ညိုးလေးကိုနှစ်ချက်မြင်မြန်လေးနှိပ်လိုက်ပါ okay အဲ့ဒါ double click ပါဆိုရင်နောက်တစ်ချက်ပြင်ပြပေးမယ်နော်ဒီမှာချက်ချိက close လေးနဲ့ဒီချက်နှိပ်ပြီးတော့ပိတ်လိုက်မယ်အဲ့ဒါတော့ပုံ click နဲ့ပဲပိတ်ရတာလက်ညိုးတစ်ချက်ပါကဲဒါဆိုပြပြမယ်ဒီ this pc ဆိုတဲ့ icon လေးကိုဒီချက်ဖွင့်ခြင်းနဲ့လက်ညိုးလေးတင်ထားတဲ့ခလုတ်ကလေးနှစ်ချက်မြင်မြန်လေးလိုက်ပါ double click လို့ခေါ်ပါတယ်ဒါဆိုရင်ဒီမြေခွင်းကိုပြန်ပိတ်ခြင်းနဲ့ချက်ချိက close လေးနဲ့ click လက်ညိုးလေးတစ်ချက်ကိုပဲနှိပ်လိုက်ရမယ်နော်အဲ့ဒါကဘာလို့တဲ့နီလန်းလဲဆိုဒီချေတို့က double click သုံးတဲ့နီလန်းမှာဒါဆိုရင်နံပါတ်လေးကိုသွားအောင်နော်နံပါတ်၄ကကြောင့်ဒီချေတို့က right click လို့ခေါ်ပါတယ် right click ဆိုတာက mouse မှာတင်ထားတဲ့လက်ညိုးလေးရဲ့လက်ခလယ်လေးရဲ့ရှိတဲ့ထဲမှာဒီချေတို့ကလက်ခလယ်လေးတစ်ချက်နှိပ်တာကို right click လို့ခေါ်တာပါလက်ခလေးတစ်ချက်နှိပ်တာကို right click လို့ခေါ်တာဖြစ်ပါတယ်။ကဲအဲ့ဆိုရင်ဒီချေတို့သုံးကြည့်အောင်ဒီမြင်ကွင်းလေးကိုခဏပိတ်မယ်နော်။ click လက်ညိုးတစ်ချက်လေးနဲ့နှိပ်ပြီးခဏပိတ်မယ်။ Okay right click နှိပ်မယ်။အဲတော့ဟောဒီကဘာမှမရှိတဲ့ screen လေးပုံမှာခလေးလေးကိုတစ်ချက်နှိပ်မယ်နော်။လက်ခလေးလေးကိုတစ်ချက်လောက်နှိပ်ကြည့်လိုက်မယ်။ဒါဆိုရင် box တစ်ခုပေါ်လာတယ်။ Okay အဲ့ box ကိုမလို့ကျင်တော့ဘူးဆိုရင် box နဲ့ဝေးရမှာ point 6မယ်။ click လက်ညိုးလေးတစ်ချက်ကိုနှိပ်လိုက်ပါ။ပြန်နှိပ်ကြည့်မယ်နော်ဒီချေတို့ this pc ဆိုတဲ့ icon လေးပေါ်မှာ point ထောက်မယ် right click တစ်ချက်နှိပ်ကြည့်လိုက်ပါပေါက်ကလေးတစ်ခုပေါ်လာပါလိမ့်မယ်အဲ့ဒီပေါက်ကလေးဒီချေတို့ဖြောက်ခြင်းနဲ့ mouse နဲ့ဝေးရ mouse pointer လေးကိုသွားထောက်ပြီးတော့မှဒီချေတို့ click တစ်ချက်နှိပ်လိုက်ပါမယ်ဒီလိုတစ်ချက်နော်အဲ့တော့အခုလက်ရှိလောလောဆယ်မှာတော့ဒီ click တို့ double click တို့ right click တို့ခဏလေးတော့ရှုပ်ထွေးနိုင်ပါသေးတယ်ဒါပေမဲ့အသုံးပြုတာကြာလာလို့ရှိရင်သူ့ဟာသာသူမှတ်မိသွားမှာပါအရင်ကြီးပေါ့တတိတတန်လုပ်ပြီးတော့ချက်နေစေရတော့မလိုပါဘူးပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်အခေါ်ပေါ်လဲကွာနိုင်ပါတယ်ပေါ့တကယ်လည်းသုံးပြရနေရတော့9နည်းပဲရှိတာမှန်တယ်ပေါ့နော်တို့တညာလည်းပဲဒီချေတို့တင်ပြတဲ့ဒီဆက်စမတွေပေါ်မှာမူတည်ပြီးတော့ဒီပြတွေပေါ်မှာမူတည်ပြီးတော့ဒီချေတို့ကကွာသွားနိုင်တယ်ပေါ့နော်ခေါ်ပေါ်လေးတွေတော့ကွာသွားနိုင်ပါတယ်ကဲဒါဆိုရင်နောက်ဆုံးလေးကိုသွားလိုက်မယ်နော်နောက်ဆုံးလေးကတော့ဒီချေတို့ဘာလို့ခေါ်တာလဲဆိုရင် drug လို့ခေါ်ပါတယ်drug ဆိုတာဒီချေတို့အလွယ်ခေါ်တာကတော့ဖိဆွဲတယ်မြန်မာလို့ဆိုရင်ဖိဆွဲတယ်ဘယ်ဟာကိုဖိပြီးဆွဲတာလဲဆိုတော့ဒီချေတို့က mouse ပေါ်မှာတင်ထားတဲ့လက်ညိုးလေးကိုဖိပြီးတော့မှဆွဲတာကို drug လို့ခေါ်ပါတယ်အဲဆိုဒီချေဥပမာပြမယ်နော်ဒါဆိုရင်ဒီချေတို့ဒီမြင်ကွင်းလေးကို minimize နဲ့ခဏလေးကလေးတစ်ချက်နှိပ်ပြီးတော့ပိတ်လိုက်ပါမယ် okay ဒီမှာ this pc ဆိုတဲ့ icon လေးရှိတယ်ပေါ့နော်ဒီချေအဲ့ this pc ဆိုတဲ့ icon လေးကိုဒီနားလေးကိုရွှေ့ကျင်တာဒီနားလေးကိုရွှေ့ကျင်တာဖြစ်တဲ့အတွက်သူ့ကို drag လုပ်ပြီးတော့ရွှေ့ရပါမယ်ပေါ့နော်ဒါဆိုရင်အရင်ဆုံး point လေးထောက်မယ်လက်ညိုးလေးကိုလက်ညိုးတင်ထားတဲ့ဒီလက်ညိုးလေးကိုပေါ့နော်လက်ညိုးလေးကိုဖိပြီးတော့မှဆွဲလာခဲ့ပါမြင်ရလားမသိဘူး this pc ဆိုတဲ့ icon လေးရွှေ့လာတာမြင်ရလားမသိဘူးဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင် this pc ဆိုတဲ့ icon လေးဒီမှာရွှေ့သွားတယ်အဲဆိုဒီနားလေးမှမထားချင်တော့ဘူးငကိုနေရာမူလနေရာပြန်ထားချင်တယ် okay ရွှေ့မယ်လက်ညိုးလေးကိုဖိပြီးတော့မှကိုလိုချင်တဲ့နေရာလေးကိုဆွဲရောက်တဲ့အချိန်မှာလှုပ်ချလိုက်အောင်မယ်ဒီဟာကိုဒီချေတို့ကဘာလုပ်တဲ့နည်းလမ်းလို့ခေါ်တာလဲဆိုရင် drag လုပ်တဲ့နည်းလမ်းလို့ခေါ်ပါတယ်။ဒါဆိုရင်သင်ခန်းစာလေးကိုပြန်ပြီးတော့အကျဉ်းချုံးပြီးပြန်ပြောပြပါမယ်။ mouse အသုံးပြုတဲ့နည်းဘယ်နှနည်းရှိတာလဲဆိုရင်9နည်းရှိပါတယ်။နံပါတ်1က point ဆိုတာကမြည်သည့်ခလုတ်ကိုမှနှိပ်เสียမလိုဘဲနဲ့ကိုသွားချင်တဲ့နေရာလေးကိုမြားလေးအသုံးပြုပြီးတော့ညှို့ပြတာကို point လို့ခေါ်ပါတယ်။နံပါတ်2ကတော့ click ဆိုတာဒီချေတို့က mouse ပေါ်မှာတင်ထားတဲ့လက်ညိုးလေးကိုတက်ချက်နှိပ်တာကို click ပါနံပါတ်3 double click ကတော့လက်ညိုးတင်ထားတဲ့ခလုတ်ကလေးကိုနှစ်ချက်မြန်မြန်လေးနှိပ်တာကို double click လို့ခေါ်ပါတယ်နံပါတ်4 right click ကတော့ညာဘက်လက်ခလေးလေးတစ်ချက်နှိပ်တာကို right click လို့ခေါ်ပါတယ်နံပါတ်5ကကြတော့ drag ဆိုတာကလက်ညိုးလေးကိုဖိပြီးတော့မှဆွဲတာကို drag လို့ခေါ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ကတော့သင်ခန်းစာလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာတွေလည်းထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဒါပြင်ဒီချက် channel ကနေပြီးတော့တခြားဘ ഹു တုဒရဆရာလေးတွေလည်းတင်ပေးမှာဖြစ်ပြီးတော့ဒီသင်တန်းလေးတွေလည်းရှိတယ်ပေါ့နော်1 class လေးတွေဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လာပြီးတော့သင်တန်းလေးစုံစမ်းခြင်းနဲ့ဆိုချက်ပေါက်ကနေတစ်ချက်မေးလို့ရပါတယ်နော်